အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ Miss Universe နေပြည်တော်2026စက်လုံးရတနာပဲဖြစ်ပါတယ်ရှင်စေဝါဝိမာစေတန်တိဝိမာစေငါသေးတဲ့ဘုဒ္ဓင်္ဂပြန်နိုင်ကြစေသာနေရာကြီးတဲ့ဝိမာစေနေပြည်လေးပါစေရှင်မိတ်ဆွေတောင်းပေါ်များကျမ်းမာကြစေသာဒီကဗျာလေးတွေအတိုင်းကျမတို့တွေစပားကင်းတွေရွှေဝါရောင်တန်းဖို့အတွက်ဆိုရင်ကျေးဇူးရှင်တောင်းသူဦးကြီးတွေကိုကျမတို့မေ့လျော့ထားလို့မဖြစ်ပါဘူးရှင်ကျမကိုယ်တိုင်ကလည်းတောင်သူဦးကြီးရဲ့သားသမီးဖြစ်တဲ့အတွက်တောင်သူဦးကြီးတွေရဲ့အခက်အခဲတွေကိုကျမကောင်းကောင်းနားလည်ပါတယ်ရှင်ယခုတောင်သူဦးကြီးတွေကြုံတွေ့နေရတဲ့အဓိကအခက်အခဲကတော့စိုက်ပျိုးရေးပစ္စည်းတွေကိုဈေးနှုန်းမြင့်မားစွာဝယ်ယူစိုက်ပျိုးနေရပြီးတော့ပြန်လည်ရောင်းချတဲ့အခါဈေးကောင်းမရတာတွေလည်းရှိပါတယ်ရှင်။ဒါပေမဲ့ညီမတို့တောင်သူဦးကြီးတွေဟာစိတ်ပြက်လက်လျှော့သွားတာမျိုးမရှိဘဲနဲ့တိုင်းပြည်ရဲ့စားနပ်ရိက္ခာဖူလုံရေးအတွက်မိုးရွာမရှောင်နေပူမရှောင်နစ်နာခံစိုက်ပျိုးပေးကြတာပဲဖြစ်ပါတယ်။ဒီလိုအနစ်နာခံစိုက်ပျိုးပေးကြပေမဲ့ခွဲခြားဆက်ဆံနေတဲ့လူတချို့ယနေ့အချိန်ထိရှိနေသေးပါပဲရှင်။တကယ်ဆိုတောင်သူဦးကြီးတွေဟာနိုင်ငံရဲ့အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့မိဘနဲ့တူတဲ့တောင်သူဦးကြီးတွေကိုပို၍အလေးထားဖို့လိုအပ်ပါတယ်ရှင်။တောင်သူဦးကြီးတွေကိုပိုမိုအလေးထားခြင်းအဖြစ်ညီမတို့တိုင်းပြည်ရဲ့စားနပ်ရိက္ခာဖူလုံရေးအပြင်မိသားစုတွေရဲ့အနာဂတ်ညီမတို့ကလေးငယ်တွေရဲ့အနာဂတ်ဟာပုံမထွန်းလင်းတောက်ပလာမှာပဲဖြစ်ပါတယ်ရှင်ကျမတို့မြန်မာနိုင်ငံမှာခေတ်မီစိုက်ပျိုးရေးနည်းပညာများလဲလိုအပ်နေစေဖြစ်ပါတယ်ရှင်ကျမအနေနဲ့မြန်မာနိုင်ငံတွင်မကဘဲနဲ့ကမ္ဘာအရပ်ရပ်ကတောင်သူဦးကြီးတွေနဲ့အတူတသွေးတသားတည်းရှိနေပြီးတော့ဂုဏ်ယူစွာနဲ့ရက်တည်နေမှာပဲဖြစ်ပါတယ်ရှင်ကျမဘာကြောင့်ဒီ project ကိုရွေးချယ်ရလဲဆိုရင်တောင်သူလယ်သမားတွေရဲ့အခက်အခဲတွေကိုကိုယ်တိုင်ကြုံတွေ့ခံစားနေရပြီးတော့တောင်သူလယ်သမားသားသမီးပြည်ခံစားကြုံတွေ့နေရတဲ့ပြဿနာတွေကိုကျမရဲ့တတ်နိုင်တဲ့ခွန်အားနဲ့ရပ်တန့်ပေးဖို့အတွက်ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်ရှင်။